စင်မပြေတဲ့ငါဘောရဲမင်းမရှိတဲ့နေလေးများရဲ့ຫນွေလိုပူလွယ်ရတဲ့ညာဆိုးတဲ့မောင်ဝေဒနာလူကျွန်တော်ဖေကတော့ကျွန်တော်ကိုပြောတာပဲကျွန်တော်ပြောတော့သူကမဖြစ်နိုင်ဘူးယူထားတဲ့ဘယ်တော့မှဖြစ်ဘူးခွေးရောဝဲရောနွားရောအဲ့လိုတွေကျွန်တော်ပြောတာပါဗျမင်းသိအောင်မချင်ညာတော့ဘူးဒိတ်တစိမ့်နဲ့ခြေကွေးရတဲ့ချုံသမားဘဝမလွယ်ဘူးလူပညာကိုရပ်တည်ဖို့အတွက်တော့ကျွန်တော်အခက်အခဲလေးတော့ရှိတယ်ဗျအခက်အခဲရှိတာကတော့ကျွန်တော်လုပ်လေးလုပ်ရင်ကျွန်တော်တချင်းလေးဖန်တီးရင်အလုပ်လည်းမပြတ်အောင်ကျွန်တော်တာဝန်လည်းမပြတ်အောင်ကျွန်တော်လုပ်ကလေးကိုစူးစမ်းတယ်စူးစမ်းတဲ့အနေထားမှာကျွန်တော်တချင်းလေးတစ်ပုတ်ဖန်တီးမယ်ဆိုမှတချင်းလေးတစ်ပုတ်တော့ဖြစ်သွားပါတယ်ဗျဟုတ်မင်္ဂလာပါဗျဟုတ်ကဲ့ဗျညီလေးတချင်းလေးရိုက်နေပါတယ်ဗျတချင်းရဲ့မြေကတော့ဟိုအချုံသမားရဲ့ပြုံးလေးပါဗျတေးရထူးရေးတာပါဗျဒီဆိုတာကျွန်တော်ရဲမနိုင်ပါဗျမဖြစ်နိုင်လို့ဘူးလေဖြေထားသလိုနေကြတော့ချိန်တွေကကိုစားတော့မင်းကျွန်တော်ကိုယ်တိုင်ပဲတုပ်ဆောင်ရတာပါဗျတုပ်ဆောင်မငားနိုင်တဲ့အနေထားကြောင့်မို့ကျွန်တော်ကိုယ်တိုင်ပဲတုပ်ဆောင်ရတာပါဗျပညာကျွန်တော်ငယ်ကလေးကဝါသနာရမ်းချိခဲ့တာပါဗျခုနှစ်တန်းအကြောင်းသားတွေကဝါသနာကြီးတာပါဗျကျွန်တော်ဝါသနာဘယ်လောက်ထိကြီးရလဲဆိုလို့ရှိရင်ကျွန်တော်အိမ်ကနေတော့ကျွန်တော်ထွက်ပြေးပါတယ်ဗျဝါသနာရမ်းကြီးလို့3က4ကအဖေကလမ်းတစ်ဝက်မှာလိုက်ခေါ်ပါတယ်ဗျပြန်သွားပါတယ်ဗျကျွန်တော်ရဲ့ရင်မှန်းချက်မအောင်မြင်ခဲ့ပါဘူးဗျမဖြစ်နိုင်တော့ဘူးတဲ့ဖြေသားသလိုနေခဲ့တော့ချိန်တွေကကိုစားသွားမင်းရှိပါစေတော့အချင်းရဲ့ဘဝသမားမို့နေခဲ့ပါမယ်ချစ်တကူနဲ့မလုံးလောက်ဘူးမငိုရလေးမပြေဆုံးနိုင်ဘူးဟဲ့ကိုထူးကတော့ကျွန်တော်ဒီချမ်းလေးကိုကျွန်တော်ကဆိုချင်တယ်လို့ပြောတာဗျအဲ့တချင်းလေးကြိုက်တော့ဆိုချင်တယ်ဆိုတော့သူကကျွန်တော်ကိုဟိုကတချင်းပေးဆိုတာပါဗျဒီတချင်းလေးကတော့ကောင်လေးတယောက်နဲ့ကောင်မလေးအကြောင်းပေါ့ကောင်လေးကအဆင်မပြေဘူးအဆင်မပြေတော့ကောင်မလေးကိုသူထားရင်ဟိုကတော့တဲ့သူလိုချင်တာတွေကိုဖြည့်ဆည်းပေးဖို့သူအလုပ်တွေစူးစမ်းနေတာပေါ့လုပ်တွေစူးစမ်းနေတဲ့အချိန်ပိုင်းမှာသူကနောက်ပိုင်းတော့ကိုယ့်ကိုစွန့်ခွာသွားပါဗျပြုံးပြုံးလေးငါရှုံးပေးတဲ့တနာမရှိလို့နေမုံသွားတော့လေအိမ်ကတော့ကျွန်တော်ဖေကတော့ကျွန်တော်ကိုပြောတာပဲကျွန်တော်ပြောတော့သူကမဖြစ်နိုင်ဘူးယူထားတဲ့ဘယ်တော့မှဖြစ်ဘူးခွေးရောဝဲရောနွားရောအဲ့လိုတွေကျွန်တော်ပြောတာပါဗျကျွန်တော်လည်းမခံချင်စိတ်တစ်ခုတည်းနဲ့ကျွန်တော်ဒီမျိုးပြကြီးကိုတက်လာတာဗျမျိုးပြကြီးကိုတက်လာတော့ကျွန်တော်တချင်းလေးကိုလှုပ်ရှင်တယ်ပေါ့တချင်းလေးလှုပ်ရှင်တယ်ကျွန်တော်စုံစမ်းကြည့်တယ်နောက်ပိုင်းတော့လည်းမဖြစ်နိုင်ပါဘူးဗျကျွန်တော်စုံစမ်းကြည့်တော့ဈေးကရမ်းများတော့တခွေထွက်နိုင်မှအစိုးရတယောက်ဖြစ်တယ်လို့ကျွန်တော်ကိုပြောတာပါတယ်ဗျဒါပေမဲ့လည်းကျွန်တော်စုံစမ်းကြည့်ရသလောက်တော့အခုခေတ်က social media ခေတ်ဆိုတော့ကျွန်တော်တချင်းလေးတစ်ပုတ်ကိုတော့ဖန်တီးလို့ရပါတယ်ဗျစင်မပြေတဲ့ငါဘောရဲမင်းမရှိတဲ့နေလေးများရဲ့ຫນွေလိုပူလူပညာကိုရပ်တည်ဖို့အတွက်တော့ကျွန်တော်အခက်အခဲလေးတော့ရှိတယ်ဗျအခက်အခဲရှိတာကတော့ကျွန်တော်လုပ်လေးလုပ်ရင်ကျွန်တော်တချင်းလေးဖန်တီးရင်အလုပ်လည်းမပြတ်အောင်ကျွန်တော်တာဝန်လည်းမပြတ်အောင်ကျွန်တော်လုပ်ကလေးကိုစူးစမ်းတယ်စူးစမ်းတဲ့အနေထားမှာကျွန်တော်တချင်းလေးတစ်ပုတ်ဖန်တီးမယ်ဆိုမှတချင်းလေးတစ်ပုတ်တော့ဖြစ်သွားပါတယ်ဗျမနေ့မှကျွန်တော်စရောက်တော့ကျွန်တော်စပွဲတိုးကနေလောရတာပါဗျစပွဲတိုးကနေနောက်ပိုင်းတော့ကျွန်တော်ဘားကင်လေးပညာလေးတစ်ခုရကျွန်တော်ဘားကင်လေးကျွန်တော်လုပ်လိုက်တယ်လုပ်ပြီးတော့နောက်ပိုင်းတော့ကျွန်တော်ဘားကင်မှာဖန်ကွက်တွေဆေးရတော့ကျွန်တော်လက်ကလေးတွေကဝဲစားတော့ဝဲလေးလိုက်တော့ကျွန်တော်ဆိုင်ကစတင်းဒေါက်တာပါဗျဟုတ်တယ်ဗျကျွန်တော်အနုပညာခရီးကတော့ရန်ချမ်းတမ်းပါတယ်ဗျအနုပညာခရီးရန်ချမ်းတမ်းတဲ့နေသားမှာလုံးမပြတော့အဲ့လောက်ကြီးချမ်းတမ်းပါတယ်ဗျကျွန်တော်တချင်းလေးလောက်တော့မယ်ဆိုရင်ကန်ချမနောက်ချက်ကလေးကကျွန်တော်ပေးတယ်လည်းရှိပါတယ်ဗျနောက်ချက်တွေကိုကျွန်တော်ကြော်လွားနိုင်အောင်လုပ်ရမှာလေနောက်ပိုင်းတော့ကျွန်တော်မခံချင်စိတ်တစ်ခုတည်းနဲ့အကောင်းဆုံးဖြစ်အောင်တော့ကျွန်တော်စူးစမ်းပါမယ်ကျွန်တော်ဒီနေ့ဒီချိန်ကျရင်တော့ကျွန်တော်ဖြစ်ချင်တဲ့နိုင်ငံကျော်ဆိုတော့တယောက်ဖြစ်ကိုဖြစ်ရမယ်အောင်မြင်ရမယ်ဆိုပြီးမှကျွန်တော်ဇွဲမလျှော့သောဇွဲနဲ့ကျွန်တော်လုပ်ကိုစူးစမ်းပါတယ်ဗျကဲမိုးမေးမြတ်တရားနဲ့သစ္စာချိုးပွဲချက်ချင်းများရဲ့မင်းဘဝအတွက်ဘောင်မဝေးမဘူးဟဲ့ကျွန်တော်ပိတ်သက်ကြီးကိုအားပေးစီချင်တာတော့အတိုင်းမသိတပြည်လုံးသိအောင်ကျွန်တော်အားပေးစီချင်တာပါဗျဟုတ်တယ်ဗျကျွန်တော်ရတာတဲ့ငွေကြေးလေးနဲ့ချီစုမဆုလေးစုပြီးမှကျွန်တော်လုပ်တာပါဗျအချင်းလေးဖြစ်အောင်လဲကျွန်တော်အခက်အခဲတွေတော့အများကြီးရှိပါတယ်ဗျကျွန်တော်ဝန်ထမ်းလုပ်တာကျွန်တော်မှအဆက်မပြေမှုတွေများတယ်
တခြားဆိုင်မှာကျွန်တော်ရေဆိုင်ကနေကျွန်တော်ပြောင်းသွားတာကျွန်တော်မှလာတော့မဲ့လှုပ်ထုတ်ခံရတဲ့အချင်းကြီးတော့ရှိပါတယ်ဗျဟုတ်တယ်ဗျအချင်းကြီးထွက်အောင်ကျွန်တော်မနေကြိုးစားရတယ်ဗျနောက်နေခဲ့ပါတယ်ဗျကျွန်တော်အားပေးကြတော့အားမပေးကြတော့ပိတ်သက်ကြီးလေးကျမ်းမာချမ်းသာပြီးမှလူဝင်ဆန္ဒတလုံးတော့နဲ့အေးချမ်းနိုင်တဲ့ဘဝရည်ပိုင်ဆိုင်နိုင်ကြပါသေးဗျာ